ခန့်နေစုရဲ့သတင်းတင်ပြချက်လေးဖြစ်ပါတယ်။သတင်းတက်ဆန်းခန်းလေးမှာကျမရဲ့မီဒီယာလေးဖွံ့ဖြိုးတိုးတက်စေဖို့အတွက်နေ့စဉ်နေ့တိုင်းကြည့်ရှုအားပေးတဲ့မိဘပြည်သူများအားလုံးကိုရောလားစင်ကြီးထည့်သွင်းပါဝင်ခဲ့ကြတဲ့မိဘပြည်သူများအားလုံးကိုပါကျမအနေနဲ့ဆုတောင်းမေတ္တာပို့သပေးချင်ပါတယ်။မိဘပြည်သူများစိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေ။ကောင်းကျိုးလိုရင်ဆန္ဒများပြေဝကြပါစေ။စီးပွားလက်လာပါတွေတိုးတက်ကြပါစေလို့ကျမခန့်နေစုကဆုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင်။ကျမတို့လိုမျိုးမီဒီယာမျိုးစားတွေကဝင်ငွေရှာဖို့အတွက်တကယ်ခက်ခဲပါတယ်ရှင်။ဒါကြောင့်လည်းမဖြစ်မနေအခြေအနေမို့လို့တာလားစင်ကြီးဆိုပြီးတော့ကျမတို့ကောက်ရတာဖြစ်ပါတယ်။အခြားမီဒီယာတွေလိုမျိုးကြော်ညာလက်ခံပြီးတော့ငွေရှာဖို့ဆိုတာလည်းကျမတို့လိုမီဒီယာတွေဘယ်သူကကြော်ညာထည့်မှာလဲပေါ့နော်။ကျမတို့ကြော်ညာအောင်ကျမတို့ကကြော်ညာလိုက်ပေးတယ်ဆိုရင်လက်ခံပြီးကြော်ညာပေးတယ်ဆိုရင်ဒီစီးပွားရေးပေါ်မှာကျန်းမာသမားတွေကရန်ပြူတာတွေတိုက်ခိုက်တာတွေလုပ်လာနိုင်တယ်လေ။ဒါကြောင့်ကျမတို့ကသူများငှဲ့ရပါတယ်ရှင်။ကျမတို့နိုင်ငံမှာဒီလိုမျိုးမီဒီယာသမားတွေကိုရန်ပြုတဲ့အကြမ်းဖက်သမားတွေကင်းရှင်းသွားပြီဆိုတော့ကျမတို့စီကိုလည်းကြော်ညာတွေထည့်ခြင်းနဲ့ကုမ္ပဏီပိုင်ရှင်တွေပေါ်ရင်ပေါ်လာမှာပေါ့နော်အဲ့ချိန်ကျတော့လည်းကျမတို့မိဘပြည်သူတွေစီကနေလာစင်ကြီးဆိုပြီးကောက်ဆရာမလို့တော့ဘောရှင်ဒီလိုခြေလေးရောက်ပါစီဆိုတော့ကျမဆန္ဒပြုဆုတောင်းပါတယ်ရှင်ဒီနေ့အတွက်ပထမဆုံးသတင်းလေးကတော့မနေ့ကပြည်သူလူထုတွေလည်းတုံ့လှုပ်သွားကြသလိုမျိုးကျမလည်းနည်းနည်းထိတ်လန့်သွားတဲ့ဖြစ်စဉ်လေးတစ်ခုပေါ့နော်အဲ့ဒါငလင်းလှုပ်သွားတာပါရှင်မနေ့ကညဘက်ကြီးကျမဒီစပွဲမှာပဲပေါ့နော်သတင်းတွေချပွေကြည့်ရှုနေတဲ့အချိန်မှာစပွဲကြီးလှုပ်သွားကျမလည်းကြောက်ပြီးတော့ချပြေးရပါရှင်အဲ့လိုအခြေအနေလေးဖြစ်သွားခဲ့ပါတယ်ရှင်အဲ့ဒီအခြေအနေကတော့မနေ့ကဒီဖေဖော်ဝါရီလ3ရက်နေ့ည10:04 မိနစ်လောက်မှာစေတုတ်တရာမြို့အနောက်မြောက်ဘက်20မိုင်ခန့်အကွာကိုဗဟိုပြုပြီးတော့အင်အား 6.0 ရှိတဲ့ငလင်တစ်ခုလှုပ်ခတ်ခဲ့တယ်ဆိုပြီးတော့မိုးစလာကထုတ်ပြန်ထားပါတယ်တစ်ဆက်တည်းမှာပဲ10နာရီပေါ့နော်22မိနစ်မှာလဲစေတုတ်တရာမြို့နောက်မြောက်ဘက်26မှတ်အကွာကိုပဲဗဟိုပြုပြီးတော့အင်အား 5.2 အဆင့်ရှိရဲ့ငလင်တစ်ခုနောက်ထပ်လှုပ်သွားခဲ့တယ်ရှင်ဒါကြောင့်အချိန်သိမ့်မကွာတဲ့အချိန်မှာပဲငလင်နှစ်ခုဇက်တိုက်လှုပ်သွားခဲ့တာဖြစ်ပါတယ်နေပြီးတော့မှနေတဲ့သူတွေလည်းခံစားလဲရပါတယ်ရှင်ဒါအပြင်ဟိုမြန်မာနိုင်ငံမှာရှိတဲ့အချို့သောမြို့တွေလည်းခံစားလဲရတာကိုလည်းကျွန်တော်တို့သိရှိလဲရပါတယ်ထူးခြားချက်အနေနဲ့ကတော့လွန်ခဲ့တဲ့ရက်ပိုင်းမှာဆိုရင်လည်းမြန်မာတန်နေပြီးတော့ငလင်ကြုံလာခဲ့လို့ရှိရင်ပြည်သူလူထုတွေပေါ့နော်သတိပြုစင်ကျင်စရာအချက်တွေအနေနဲ့အမြဲတမ်းထုတ်လွှင့်တက်ဆက်နေတာကိုလည်းခက်စိတ်စိတ်ပြန်လဲမြင်တွေ့လာရပါတယ်ရှင်ဒါဟာဘာကိုပြလဲဆိုရင်ငလင်ဆိုတာခံမှန်းလို့တော့မရဘူးဆိုရင်မဲ့ဒီလိုမျိုးရှေ့ပြေးငလင်လေးတွေဖြစ်လာတဲ့အခြေအနေတစ်ခုမှာငလင်အကြီးကြီးတစ်ခုပေါ်ပေါက်ခဲ့သည်ရှိတော့ဆိုတဲ့အတွေးနဲ့ပေါ့နော်ဘလို့ဖြစ်ကြိုတင်ပြင်ဆင်မှုပေါ့ရှင်ဒါလေးကိုနိုင်ငံတော်ကနေအသိပေးတာဖြစ်ပါတယ်မိဘပြည်သူများအနေနဲ့ကလည်းအသိတတိမြဲဖို့လိုပါတယ်နေ့စဉ်နေ့တိုင်းဘဝကိုအသိတတိနဲ့ဖြတ်တန်းကြဖို့လိုပါတယ်ရှင်ငလင်ကလည်းလှုပ်ခတ်ခဲ့တာဆိုရင်တစ်နှစ်ပြည့်တော့ပဲပေါ့နော်မတ်လ28ရက်နေ့ဆိုရင်မန္တလေးငလင်ကြီးလှုပ်ခတ်ခဲ့တာတစ်နှစ်ပြည့်ပါတော့မယ်ဒီချိန်မှာအားလုံးကလည်းအတိတ်အကြောင်းတွေပြန်ပြောင်းသတိရပြီးစိုးရင်ပူပန်စိတ်တွေဖြစ်နေတယ်ဒီကြားထဲမှာမှငလင်ကလည်းဇက်တိုက်နည်းနည်းလေးပြန်ပြီးတော့လှုပ်ခတ်လာတယ်အင်အားတွေကလည်းအသင့်တင်ရှိရဲဆိုတော့ကျမတို့စိုးရင်စိတ်ဖြစ်တာတော့မမှားဘူးပေါ့နော်ဒီတော့စိုးရင်စိတ်နဲ့အတူကိုကကြောက်လန့်မနေဘဲနဲ့အကောင်းဆုံးပြင်ဆင်ကြဖို့လိုပါတယ်ကျမတို့ကအကောင်းဆုံးမျှော်လင့်လို့ရတယ်အစိုးဆုံးအတွက်လည်းအမြဲတမ်းကြိုတင်ပြင်ဆင်ထားမှာဖြစ်ပါတယ်ရှင်ဒါလေးကိုပဲကျမသတင်းထဲမှာထည့်သွင်းပြောချင်ပါတယ်ငလင်ဖြစ်မှမဖြစ်ဘူးတရက်တည်းပြောတာတော့မဟုတ်ပါဘူးเนาะကြိုတင်ပြင်ဆင်ပြီးတော့တက်နိုင်ဆုံးအသီးသီးနဲ့နေထိုင်ကြဖို့အတွက်ကျမတိုက်တွန်းတာပါရှင်မိဘပြည်သူများရှင်ဒုတိယသတင်းလေးကိုမပြောခင်မှာတော့ဒီအပိုင်းဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ပျောက်နေတာမိဘပြည်သူများသတိထားမိမှာပေါ့နော်ကျမသတင်းထဲမှာလည်းပြောပါတယ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်အစဉ်ပြေကျမ်းမာပျော်ရွှင်သွားနဲ့နိုင်ငံထောင်ဝင်တဲ့ထမ်းဆောင်နေပါတယ်လို့ကျမပြောပါတယ်ရှင်မိဘပြည်သူတွေအရန်စိတ်ပူနေကြတာပေါ့နော်အဲ့တော့ထူးခြားမှုအနေနဲ့ကဗိုလ်ချုပ်မှုကြီးကိုချစ်တဲ့သူတွေပဲကျမတို့ဗိုလ်ချုပ်မှုကြီးမရောက်လာစိတ်ပူနေရမဟုတ်ပဲနဲ့ဟိုဘက်ကပေါ့နော်ဗိုလ်ချုပ်မှုကြီးရဲ့ဝမနာသားတွေပေါ့လေဝမနာသားအုပ်စုကလည်းတော်တော်ကြီးကိုစိတ်ပူနေကြတာရှင်စိတ်ပူတာမှကျမတို့ထထောင်စိုးသေးရဲ့ကျမတို့တော့မှဒါခဏလေးဗိုလ်ချုပ်မှုကြီးပျောက်နေပါလားဆိုတော့အတွေးလေးခဏဝင်ပြီးပျောက်သွားတာသူတို့ကမဟုတ်ဘူးနေ့စဉ်နေတဲ့သတင်းထဲမှာထည့်ပြောပြီးတော့ရှုထောက်ပေါင်းစောနေပြီးတော့တင်ဆက်နေကြတာပေါ့နော်ဒါဟာဘာကိုပြတယ်လဲဆိုရင်သူတို့တွေကဗိုလ်ချုပ်မှုကြီးမရောက်လာကိုမျက်စိအောက်ပျောက်မခံနိုင်ဆိုတော့ပြတာရှင်ဘာကြောင့်လဲဆိုတော့ဗိုလ်ချုပ်မှုကြီးမရောက်လာရှိနေမှသူတို့အတွက်ကတော်လိုင်းကောင်းစဉ်ထဲမှာပါတဲ့အစိတ်ပိုင်းတစ်ခုကရှိနေမှာလေအဓိကအစိတ်ပိုင်းလို့တော့ပြောလို့ရမလားမသိပါဘူးရှင်ဗိုလ်ချုပ်မှုကြီးမရောက်လာရင်ဒါတာဝန်ကနေပြီးတော့အနားယူထားတယ်ဆိုရင်ဒီကောင်တွေဘလောက်ထိအောင်ဝမ်းနဲ့ပက်လက်ဖြစ်ကြမှန်းမသိဘူးဗိုလ်ချုပ်မှုကြီးရှိမှသူတို့ကတော်လှန်လို့ရမှာလေဗိုလ်ချုပ်မှုကြီးကိုသူတို့က V လိန်ဇက်ကောင်ထားတဲ့အတွက်ဗိုလ်ချုပ်မှုကြီးက V လိန်ဇက်ကောင်သူတို့ကသူရဲကောင်းနေနိုင်ငံတော်ကာကွယ်တဲ့သူရဲကောင်းနေဆိုတဲ့ဇလန်းထဲမှာအဲ့လိုထည့်ထားတဲ့အတွက်ဗိုလ်ချုပ်မှုကြီးဆိုတဲ့သူတို့တတ်မှတ်ထားတယ်ပေါ့နော်ဒီဇက်ရုပ်ကမရှိတော့လို့ရှင်သူတို့ကဘသူ့ V လိန်ထက်ရမလဲဆိုတော့ရုပ်တရက်သူတို့မစီစဉ်နိုင်သေးဘူးဇညွှန်းမဖော်နိုင်သေးတဲ့အချိန်တွေတစ်ခုမှကြတော့ပျောက်သွားမှစိုးရင်ကြတာရှင်ကျမတို့အဲ့လိုပဲမြင်ပါတယ်ဒါကြပြဆန်ဆန်တွေးတာပေါ့နော်တကယ်လဲမြေပြင်မှာလဲအဲ့လိုဖြစ်စစ်ပါပဲသူတို့ကဗိုလ်ချုပ်မှုကြီးကိုကြောင်းချီကြောင်းရှာမုန်းတယ်ဗိုလ်ချုပ်မှုကြီးကို V လိန်ဖြစ်နေဇက်သွင်းထားတယ်ဒီ V လိန်ကိုသူတို့ကတိုက်တော်လှန်နေရတဲ့သူရဲကောင်းတွေပေါ့နိုင်ငံကိုကဲ့တင်တဲ့သူရဲကောင်းတွေပေါ့နော်အဲ့လိုမျိုးဇလန်းထဲမှာသူတို့ကပြည်သူတို့လိန်နာရတာဆိုတော့ဗိုလ်ချုပ်မှုကြီးကသူတို့အတွက်မရှိမဖြစ်နေပါတယ်ရှင်ဒါကြောင့်လဲရှာကြရတယ်တူပါတယ်အဲ့တော့သူတို့ကရှာတော့
ဗိုလ်ချုပ်မှုကြီးကလည်းမင်းတောင်းတလုံးတော့လဲငါကိုထင်ပြရတာပေါ့ဆိုတဲ့အခြေအနေလေးနဲ့မနေ့ကဆိုရင်ပြန်လဲထွက်ပေါ်လာခဲ့ပါရှင်အဲ့ဒါလေးကတော့နိုင်ငံတော်ယာယီသမ္မတဟာဆိုရင်ရုရှားနိုင်ငံလုံခြုံရေးကောင်စီအတွင်းမှုနဲ့တွေ့ဆုံခဲ့တဲ့သတင်းလေးပေါ့နော်ပြန်လဲထွက်ပေါ်လာပြီးတော့တောင်းတလုံးနဲ့နှိပိတ်တွေအတွက်ကိုထင်ပြလိုက်တယ်ပေါ့ရှင်ကိုထင်ပြပြီးရတဲ့အတူဗိုလ်ချုပ်မှုကြီးနဲ့အတူပေါ်ထွက်လာတဲ့အရာတစ်ခုလည်းရှိပါတယ်အဲ့ဒါကတော့မနေ့ကဆိုရင်ဥပဒေတစ်ခုပြဋ္ဌာန်းဖို့အတွက်ကိုထုတ်ပြန်လိုက်ပါတယ်အဲ့ဒီဥပဒေကတော့ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပဒေဆိုပြီးဖြစ်ပါတယ်ရှင်ဒီဥပဒေလေးရဲ့ဆိုလိုရင်းလေးပေါ့နော်အဲ့ဒါလေးကျွန်မဖတ်ပြပါမယ်ဒီဥပဒေရဲ့ရည်ရွယ်ချက်လေးကိုရင်ဆုံးပြောပြပါမယ်သူရဲ့ရည်ရွယ်ချက်ကတော့စစ်မှန်၍စီကံပြေဝတဲ့ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုတည်ဆောက်ရေးတိုင်းပြည်သားရာဝါပြောရေးစားနပ်ရိက္ခာပေါ်များရေးလို့ဖြစ်ပါတယ်ဒီဥပဒေရဲ့အခန်း3မှာတော့တာဝန်ပေးအပ်ခြင်းဆိုတာပါဝင်ပါတယ်ရှင့်ဒီအခန်းလေးမှာရေးထားတာကတော့ပြည်ထောင်စုလွှတ်တော်ဟာဆိုရင်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကအာဏာခွဲဝေအနှင်းထားတဲ့အုပ်ချုပ်ရေးအာဏာနဲ့တရားစီရင်ရေးအာဏာတို့ကိုမထိခိုက်စေဘဲဤဥပဒေ၏ရည်ရွယ်ချက်များနဲ့အညီပြည်ထောင်စုရဲ့လုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စရပ်များနိုင်ငံတကာဆက်ဆံရေးဆိုင်ရာကိစ္စရပ်များငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များဥပဒေပြဋ္ဌာန်းရေးဆိုင်ရာကိစ္စရပ်များကိုအကြံပေးခြင်းညှိနှိုင်းဆောင်ရွက်ခြင်းတို့ပြုနိုင်ရန်အတွက်ကောင်စီကိုဖွဲ့စည်းရန်နိုင်ငံတော်သမ္မတအားအခွင့်အာဏာအနှင်းသီးဆိုပြီးရေးသားထားပါတယ်။နိုင်ငံတော်သမ္မတဟာတင့်လျော်တဲ့ပုံကိုယ်တွေနဲ့ဥက္ကဋ္ဌနဲ့အတွင်းရေးမှူးအပါအဝင်အဖွဲ့ဝင်9ဦးထက်မနည်းပါဝင်ပြီးတော့ကောင်စီကိုဖွဲ့စည်းရမှာဖြစ်ပါတယ်။နိုင်ငံတော်သမ္မတဟာဆိုရင်ပုံမှန်၄ပါကိစ္စရပ်များနဲ့ဆက်လင်းပြီးကောင်စီရဲ့တာဝန်နဲ့လုပ်ပိုင်ခွင့်များကိုသတ်မှတ်ပေးရမည်ဆိုပြီးတော့ရေးသားထားပါတယ်။နိုင်ငံတော်သမ္မတဟာဆိုရင်ကောင်စီကိုဖွဲ့စည်းပြီးတဲ့အခါမှာဥက္ကဋ္ဌနဲ့အတွင်းရေးမှူးကိုသတ်မှတ်ပေးရမှာဖြစ်ပါတယ်။အခန်းလေးမှာတော့အထွေထွေရေးသားထားပါတယ်အထွေထွေထဲမှာဆိုရင်တော့ပြည်ထောင်စုအစိုးရအဖွဲ့ဟာကောင်စီဝင်တွေရဲ့လစဉ်ချီးမြှင့်ငွေစရိတ်အဆောင်အယောင်နဲ့ခန်းစားခွင့်တွေကိုသတ်မှတ်ပေးရမှာဖြစ်ပါတယ်ကောင်စီရဲ့တပ်တန်းဟာနိုင်ငံတော်သမ္မတရဲ့တပ်တန်းတိုင်းသာဖြစ်ပါတယ်ဒါအပြင်ကောင်စီရဲ့ရုံးလုပ်ငန်းများအတွက်လည်းနိုင်ငံတော်သမ္မတရုံးကစီစဉ်ဆောင်ပေးရမှာဖြစ်ပါတယ်နောက်ထပ်တစ်ခုကတော့နိုင်ငံတော်သမ္မတရုံးဟာဆိုရင်ဤဥပဒေပါပြဋ္ဌာန်းချက်များကိုကောင်းထဲဖော်ဆောင်နိုင်ရန်အတွက်လိုအပ်တဲ့ဤဥပဒေအမိန့်ကြေညာစာနဲ့ညွှန်ကြားချက်တို့ကိုထုတ်ပြန်နိုင်ပါတယ်ဆိုပြီးရေးသားထားပါတယ်ရှင်အောက်ဆုံးမှာတော့ပုံမဲအောင်လိုင်းဗိုလ်ချုပ်မှုကြီးယာယီသမ္မတဆိုပြီးတော့ရေးသားထားပါတယ်ရှင်ဒီလိုဥပဒေဖြစ်ပေါ်လာတယ်ဆိုတာနိုင်ငံတော်အတွက်ကောင်းပါတယ်ရှင်ဘာကြောင့်လဲဆိုတော့ဒီလိုမျိုးအခြေအနေမျိုးနိုင်ငံရဲ့ခင်ချင်းမျိုးကကျွန်မတို့နိုင်ငံမှာမဟုတ်ပါဘူးဒီမိုကရေစီအင်မတန်ရှင်းသန်ပါတယ်ဆိုတဲ့နိုင်ငံတွေမှာလည်းရှိပါတယ်ထိုင်းနိုင်ငံမှာဆိုရင်နိုင်ငံရေးခက်ခဲအကျက်တဲပေါ့နော်တခုခုပေါ့နိုင်ငံရေးပါတီရဲ့အဲ့လိုမျိုးဖြစ်ကြတယ်ပြဿနာဖြစ်ကြတယ်ဆိုရင်တို့ကပြည်သူထိခိုက်ဖို့လမ်းကိုမရွေးကြပဲနဲ့သူတို့မှာတကယ်ကိုနိုင်ငံဥဆောင်လို့ခေါ်ရမယ့်အခြေအနေတစ်ခုပေါ့နော်ဒါဘယင်ကနေပြီးတော့ဘယင်ကစီမံထားတဲ့ကောင်စီရှိမယ်အဲ့ဒါတွေကနေပြီးတော့သူတို့ကအကုန်လုံးပြန်စီမံနေရှင့်အကြံပေးဆိုတဲ့ယာဒူးမျိုးတွေပေါ့နော်အဲ့လိုမျိုးနဲ့နိုင်ငံရဲ့အရေးအရာကိုပြန်စီမံနေပြည်သူတွေကိုနိုင်ငံရေးရာကိစ္စတွေမှာအားလုံးပါဝင်ဆွတ်ဖက်ခွင့်ပြုတာမဟုတ်တဲ့နဲ့အပေါ်မှာဖြစ်တဲ့ပြဿနာအပေါ်မှာပြီးအောင်ရှင်းလိုက်တာမျိုးပေါ့နော်အချင်းချင်းတိုင်းပြည်မနာအောင်ရှင့်ကျမတို့နိုင်ငံကကြတော့ဒီလိုမျိုးအပေါ်ကဖြစ်တဲ့ပြဿနာအပေါ်ကပြီးအောင်မရှင်းကြဘူးတချို့နိုင်ငံသမားတွေအတ္တကြီးတယ်ကိုလှုပ်လိုက်တဲ့အရာကိုယ့်အကိုရှင်းရမယ်ဟာကိုယ့်အကိုပြီးအောင်မရှင်းမဲနဲ့ပြည်သူတွေကိုဆွဲထည့်တယ်ပြည်သူတွေကိုရှင်းခိုင်းတယ်ပြည်သူတွေကိုအစိုးရနဲ့ထိတ်တိုက်တွေ့ပြီးရှင်းခိုင်းတဲ့ခါကျတော့ပြည်သူလည်းနစ်နာတယ်အစိုးရလည်းဒုက္ခရောက်တယ်တိုင်းပြည်ကအရှိကိုမရောက်တော့ဘူးပေါ့နော်ဒါဟာဆိုရင်နိုင်ငံရေးအတ္တကြီးရဲ့သူတွေကြောင့်ဖြစ်တာရှင့်ကျမတို့ကလေယာတွေပေါ့နော်ဒီကောင်စီဥပဒေဟာဆိုရင်ဒါဟာအစိုးရအထက်ပိုင်းမှာဖြစ်လာမဲ့ပြဿနာတွေကိုဖြေရှင်းပေးနိုင်မဲ့လေယာတစ်ခုကိုထပ်ပြီးတော့ဖန်တီးလိုက်တဲ့သဘောတရားလေးပါပဲမိဘပြည်သူတို့အဲ့လိုမျိုးတွေနားလည်ထားလို့ရတယ်ပေါ့နော်ဒါဟာနိုင်ငံအတွက်ကောင်းတဲ့ဥပဒေတစ်ခုဖြစ်လာမှာပါပြည်ထောင်စုအတိုင်ပင်ခံကောင်စီဆိုတဲ့အရာပေါ်လာခဲ့လို့ရှိရင်ကျမတို့နိုင်ငံအတွက်ပိုကောင်းတဲ့အရာတွေဖြစ်လာမှာပါရှင်ကျမပြောသလိုပဲပေါ့နော်သူ့အဆင့်နဲ့သူဖြေရှင်းရမယ့်ကိစ္စတွေကိုသူ့အဆင့်မှာပဲသူပြီးဆုံးအောင်ဖြေရှင်းလိုက်နိုင်တယ်ဆိုရင်ပြည်သူတွေကနေရာတကာဝင်ပါကြမလို့တော့ရှင်ပြည်သူတွေမထိခိုက်တော့ပြည်သူတွေမနစ်နာတော့ဘူးပေါ့နော်အဲ့လိုအခြေအနေဖြစ်အောင်ဖန်တီးလိုက်တာဖြစ်တဲ့အတွက်ဒီဥပဒေကကောင်းပါတယ်အဲ့တော့ဒီဥပဒေပြဋ္ဌာန်းချက်နဲ့အညီပြည်ထောင်စုအတိုင်ပင်ခံကောင်စီမှာဘယ်သူတွေပါလာမလဲဆိုတာကတော့ကျမတို့အတွက်တကယ်ကိုပဟိလိဖြစ်တဲ့ကိစ္စပါပဲဘယ်သူတွေပါလာမလဲဆိုတော့နိုင်ငံရေးမှာတကယ်ကိုအတွေ့အကြုံတွေရှင်းကျက်တဲ့အသက်ကြီးပိုင်းနိုင်ငံရေးသမားတွေနဲ့ဒီအစိုးရတစ်ဆက်မှာတာဝန်ထမ်းဆောင်ခဲ့တဲ့သူအချို့ပါကောင်းပါနိုင်ပါတယ်ပြီးတော့နိုင်ငံရဲ့လိုအပ်ချက်အရနိုင်ငံတကာအမြင်အရကျမတို့မမျှော်လင့်ထားတဲ့သူလည်းပါလာနိုင်တယ်ရှင်ဒါကျမတို့ကြောက်တော့နည်းနည်းလေးစဉ်းစားမိရကြော်လွန်စဉ်းစားမိရဲ့အခြေအနေလေးပေါ့နော်ပါကြမှာလည်းပါမှာပေါ့ရှင်ပါလည်းပါလာနိုင်တာပေါ့အဲ့လိုတော့ရှိပါရှင်အချိန်ကျရင်မိဘပြည်သူတွေအနေနဲ့ကဘလို့အခြေအနေပဲကြုံနိုင်ငံရေးဖြစ်စဉ်တွေမှာကအရန်ကိုအံ့ဩပို့ကောင်းတဲ့ကိစ္စတွေကြုံတတ်တယ်လေအဲ့လိုအခြေအနေတွေမှာကျမတို့ကစိတ်တွေရိမ့်ရိုင်မသွားဘဲနဲ့နိုင်ငံရဲ့လိုအပ်ချက်ကိုနားလည်ရမယ်နိုင်ငံရဲ့လှုပ်ဆောင်ချက်တွေကိုကျမတို့နားလည်မှကျမတို့ရှေ့ဆက်ရှောင်မယ်အနာဂတ်ခီးရသားရချောပွင့်မှာဖြစ်ပါတယ်ဒါလေးတော့ကျမကြိုတင်ပြီးတော့ပြပြချင်ပါတယ်ကျမအမြင်ကတော့ဒီလိုမျိုးလေယာတစ်ခုထပ်ပြီးတော့ဖော်ထုတ်လိုက်တာကောင်းပါတယ်
ကျမတို့နိုင်ငံအနေနဲ့နိုင်ငံတကာမှာလည်းဘောင်းဝင်နိုင်ဖို့လိုသလိုမျိုးကိုယ့်ပြည်တွင်းရေးကိုလည်းငြင်းချမ်းအောင်ထားနိုင်ဖို့ကလိုအပ်ပါတယ်ရှင်အဲ့နှစ်ခုလုံးကိုကျမတို့ကဘဲလန့်ညီညီကစားနိုင်မှာကျမတို့နိုင်ငံတိုးတက်မှာပါနိုင်ငံတကာအမြင်ကောင်းပြီးတော့ကိုယ့်နိုင်ငံထဲမှာအဆင်မပြေရင်လည်းကျမတို့အတွက်ရေးရှိမှာအနာဂတ်မလှနိုင်ဘူးရှင်ကိုယ့်နိုင်ငံထဲမှာပဲအဆင်ပြေရင်နိုင်ငံတကာအမြင်ကမကောင်းပြန်ရင်လည်းကျမတို့အတွက်အနာဂတ်မှာအဆင်မပြေနိုင်ဘူးရှင်အဲ့နှစ်ခုလုံးထိန်းချောင်းပြီးတော့လုပ်နိုင်ဖို့ဆိုတာကကျမတို့ကလေယာလေးခွဲပြီးတော့နိုင်ငံတကာကိုပြရမှာတခုကိုယ်နိုင်ငံထဲမှာထိချုံအောင်မှာတခုစသဖြင့်ပေါ့နော်အဲ့လိုမျိုးတွေလှပပလေးတွေကစားနိုင်နေဆိုတော့အကောင်းဆုံးပါပဲရှင်ဒါကြောင့်ဒီလောက်ဆောင်ချက်ကကောက်ပါတယ်ကျမကတော့ထောက်ခံကြိုးဆိုပါရှင်ဒီကောင်စီမှာတကယ်လို့နိုင်ငံရေးအသိပညာပေးရတဲ့နိုင်ငံရေးသမားတွေပါဝင်လာပါစေလို့လည်းဆန္ဒပြုပါတယ်ဒါပြင်ပြည်သူတွေလိုလားတဲ့အချို့သောသူတွေပါဝင်နိုင်ကြမယ်ဆိုရင်လည်းကောင်းတယ်လို့ပဲကျမတို့မြင်ပါတယ်ရှင်ဒါလေးကိုပဲသတင်းသုံးသပ်ချက်အနေနဲ့ပြောလိုက်ပြရစီတော့ရှင်မိဘပြည်သူများရှင်ကျမသတင်းလေးတွေတင်ဆက်လာတာတစ်နှစ်ကျော်လောက်တော့ရှိတော့အရင်ကတော့ freelance အနေနဲ့တင်ဆက်တာပေါ့သတင်းသမားအနေနဲ့တင်ဆက်တာတစ်နှစ်ကျော်သွားပြီအဲ့ချိန်တွင်းမှာကျမတို့သတင်းနားထောင်နေသူတွေမှာအစိမ်းမိဘပြည်သူလည်းပါတယ်မျိုးအနီမိဘပြည်သူလည်းပါတယ်ရှင်သူတို့ကကျမတို့သတင်းလာနားထောင်တော့သူတို့ကျမတို့ပြောတယ်ပေါ့နော်နင်တို့ကတဲ့ဗတ်လိုက်တယ်ပေါ့နော်ဟိုဒီဘက်ကသတင်းတွေပဲတင်ဆက်တယ်ငါတို့ဘက်ကသတင်းတွေကြတော့မတင်ဆက်ပေးဘူးတဲ့အဲ့လိုပြောတယ်ရှင်ခါကြတော့ကျမကလည်းစဉ်းစားပါပေါ့နော်ကမ္ဘာပေါ်မှာဗတ်မလိုက်တဲ့သူဘယ်သူရှိရဲလို့သူတို့ထင်ခဲ့လို့လည်းမသိဘူးရှင်ရုပ်ရှင်ထဲမှာဆိုဇက်ဆရာတွေရေးခဲ့တဲ့စာအုပ်တွေထဲမှာဗတ်မလိုက်တဲ့သူတို့ဗတ်မလိုက်တဲ့ဗာလဲသူရဲကောင်းတို့ဆိုတာတွေပေါ့နော်ဆိုတာတွေကိုသူကတကယ်ယုံကြည်နေရလားမသိဘူးကျမဗတ်လိုက်တယ်ဆိုတော့မိဘပြည်သူတို့ကဗတ်မလိုက်ဘူးလားလိုက်တာပဲလေတက်မလို့ဗတ်လိုက်တဲ့လူရှိမယ်ပြည်တဲ့ဗတ်လိုက်တဲ့လူရှိမယ်အခုလက်ရှိအစိုးရဘောလိုက်တဲ့လူရှိမယ်အန်ယူဂျီကိုလိုက်တဲ့လူရှိမှာပဲလေတခုခုထောက်ခံနေရဲဆိုမှတော့အဲ့ဒါဗတ်လိုက်တာပဲလေကိုဗတ်မလိုက်ဘူးလို့ထင်နေလို့ကျမတို့လာပြီးဆွဆွဲတာလားရှင်ကျမတို့လည်းပြောလိုက်ချင်တယ်ပေါ့နော်ဒီတော့ကျမတို့မြန်မာနိုင်ငံဖြစ်စဉ်ကမ္ဘာကြီးကဖြစ်စဉ်လူသားတွေအားလုံးမှာအားလုံးဗတ်လိုက်ကြတယ်ရှင်အဲ့ဒီမှန်တရားမမေ့ပါနဲ့နော်လူချင်းမင်းတို့လည်းဗတ်လိုက်တယ်ကျမလည်းဗတ်လိုက်တယ်အားလုံးဗတ်လိုက်ကြတယ်ဒီပေါ်မှာတယောက်နဲ့တယောက်အကဲဖြတ်နေကြကြောင်းလည်းမရှိဘူးပေါ့နော်အဓိကကိုလိုက်တဲ့ဘက်ကမှန်ဖို့ပဲလိုတယ်ရှင်ကိုလိုက်တဲ့ဘက်ကြောင့်တိုင်းပြည်မထိခိုက်ဖို့ပဲလိုတယ်ဒါလေးရတာကျမတို့စောင့်ထင်ရမယ်စီကံတစ်ခုပေါ့နော်အဲ့တော့ဒီနေ့မှာဆိုရင်ဗတ်လိုက်တဲ့ကျမသတင်းသမားကြီးဟာဆိုရင်အန်ယူဂျီသတင်းလေးကိုလည်းပြပါမယ်ပေါ့နော်အန်ယူဂျီဘက်ကလူကသူတို့သတင်းနားထောင်ခြင်းနဲ့ဆိုတော့သူတို့အတွက်အားတက်စရာသတင်းလေးကိုကျမရှာဖွေထားပါတယ်ရှင်အဲ့သတင်းလေးကိုပြောဆိုတဲ့သူကတော့သူတို့ရဲ့အမတန်လေးစားအားကြချစ်ခင်ရတဲ့အန်ယူဂျီအစိုးရဆိုတဲ့အဖွဲ့အစည်းကြီးရဲ့ဝင်ကြီးချုပ်ရုံးကပြိုးရေးဆိုခွင့်ရရှိသူဟုဆိုသူဦးနေဖုံးလက်ကပြောတဲ့စကားလေးတစ်ခုဖြစ်ပါတယ်အဲ့ဒါကတော့သူတို့ဟာဆိုရင်နိုင်ငံတော်မှာရှိတဲ့စစ်မျက်နှာပြင်တွေမှာအောင်မြင်စွာနဲ့တိုက်ခိုက်သိမ်းပိုက်နိုင်ပြီးတော့နေမြေစိုးမိုးမှုတွေရှိလာပြီးအဲ့ဒီနေမြေစိုးမိုးမှုမှာဆိုရင်သူတို့ကမြို့နယ်ပေါင်း38မြို့နယ်ကိုအပြည့်အဝသိမ်းပိုက်ထားနိုင်တယ်ပြီးတော့42မြို့နယ်ကိုကြတော့ပိတ်ဆို့ပြီးတော့ထိန်းချုပ်ထားနိုင်တယ်ဆိုပြီးတော့ဝမ်းသာအားရပြောကြားသွားပါတယ်ရှင်အဲ့ဒီသတင်းလေးကိုကျမက NUG PDF ဘက်ကိုလိုက်နေကြတဲ့သူတွေအနေနဲ့ဝမ်းသာအားရ2000အားရရှိစဉ်တင်ဆက်ပေးလိုက်ရပါတယ်ရှင်ဦးနေဖုံးလက်ကနေပြီးတော့ဒီစကားကိုဘယ်ချိန်မှာပြောခဲ့တာလဲဆိုတော့မနေ့ကမှပြောခဲ့တာပါတိတ်မကြသေးပါဘူးပူနွေးပြောခဲ့တာပါဖေဖော်ဝါရီလ3ရက်နေ့မှာဆိုရင်ပြည်သူလူထုတဲ့နိုင်ငံတကာကိုသတင်းစကားပြောကြားခြင်းဆိုပြီးတော့သူကအဲ့ကျမတို့လိုပဲပေါ့ကင်မရာလေးထောင်ပြီးစကားပြောလေးရှိတယ်သူကလေကျမတို့လည်းသူတို့နဲ့တိတ်မကွာဘူးကျမတို့လည်းသတင်းသမားကင်မရာလေးထောင်ပြီးတော့စကားပြောတယ်သူတို့လည်းအဲ့လိုပဲကင်မရာလေးထောင်ပြီးစကားပြောတယ်ကျမတို့လည်းသူတို့ကအစင်တန်းတိတ်မကွာဘူးပေါ့နော်အဲ့လိုတော့ရှိရဲ့ရှင်အဲ့တော့အဲ့လူကအဲ့တော့ပြောတယ်သူကတော့အပါတရပြောတာပေါ့နော်အဲ့တော့ကျမတို့ကစိတ်ဝင်စားတာကမြို့နယ်ပေါင်း38မြို့နယ်ဘာတွေလဲဆိုပြီးစိတ်ဝင်စားကြည့်ရခါမှာဆိုရင်သူကမကိုးတိုင်းအတွင်းမှာရှိတဲ့ရန်ကုန်မန္တလေးလမ်းဟောင်းတစ်လျှောက်မှာဆိုရင်အောင်မြင်စစ်စင်ရေးအဖြစ်စစ်ကောင်စီရဲ့တပ်စခန်းကင်းစခန်း14ခုလည်းသူတို့တပြိုင်နက်တည်းခြေမုံနိုင်ခဲ့တယ်။စကိုင်းတိုင်းကတာမြို့မှာလည်းသူတို့အောင်မြင်စွာခြေမုံနိုင်ခဲ့တယ်။ပြီးတော့စကိုင်းတိုင်းမှာဆိုလည်းသူတို့အနေနဲ့အောင်မြင်မှုတွေရရှိခဲ့တယ်ဆိုတဲ့အခါကျတော့သူတို့ရဲ့ထိန်းချုပ်နယ်မြေ38ခုကိုတော့သူတေချာဖော်ပြထားမတွေ့ဘူးရှင်။အဲ့တော့အန်ယူဂျီကိုချစ်ခင်အားပေးတဲ့သူအနေနဲ့ကတော့ဦးနေဖုံးလက်တို့ကိုပဲဓာတ်ရိုက်သွားမေးပြီးတော့သူတို့ page တွေထောင်းတာရှိရလေ။အဲ့ဒီ page ရဲ့စာကားပြောလို့ရတဲ့ message ပေါက်လေးကိုသွားပါပြီးလို့ရှိရင်အဲ့38မြို့နယ်ကဘာလေးလဲဆိုတာမေးကြည့်ပါမေးကြည့်ပြီးဆိုရင်တော့စစ်အာဏာရှင်ဆိုတဲ့အရာကိုအင်မတန်မုန်းတီးပြီးတော့ဘိုးချုပ်မှုကြီးမရောက်လာအုပ်ချုပ်တော်လည်းမခံကျင်ဘူးကျမတို့နဲ့လည်းမစုံကျင်ဘူးတက်မတော်ထောက်ခံတဲ့သူတွေနဲ့လည်းပြည့်ချင်းတော်မဆိုင်ကျင်ပါဘူးဆိုပြီးတော့အင်မတန်ခါးသီးနေတဲ့သူတွေအနေနဲ့အဲ့ဒီနေရာတွေကိုပြောင်းရွှေ့ပြီးတော့နေထိုင်လို့ရပါပြီရှင့်ကျမအခုလိုပြောတာသတင်းကောင်းတော့ကျမတို့စိတ်မဆိုးကြပါနဲ့ကျမတို့ကမိဘပြည်သူအားလုံးတင်ဆက်ရတာဆိုတော့လေ motivation လေးပေးတာပေါ့နော်ဒီသတင်းလေးရဆိုရင်အန်ယူဂျီကိုထောက်ခံအားပေးတဲ့မိဘပြည်သူတွေအတွက်စိတ်ခွန်အားတွေဖြစ်စေမယ်လို့ထင်ပါတယ်မြို့နယ်38ခုဆိုတာမနည်းဘူးရှင်ဒီတော့အဲ့နေရာတွေရွှေ့ပြီးတော့နေလို့ရပါပြီကျမတို့အချင်းချင်းအတူတူနေပြီးတော့ရန်ဖြစ်နေရတဲ့စာလို့ရှင်ခွဲနေလိုက်ကြတာပို့ပြီးတော့မကောင်းလားရှင်ကျမတို့လည်းငကိုနေတာရန်ကုန်မှာနေတာကျမကလေဒါပေမဲ့တက်မတော်အင်အားကောင်းတယ်ဆိုတော့နေပြီးတော့ကျမအခက်ခဲပေါင်းမြောင်များစွာနေရအောင်ပြောင်းလာခဲ့တာကျမရဲ့အိုးပိုင်အိမ်ပန်ရန်ကုန်မှာရှိတာဒါပေမဲ့ကျမဟာဆိုရင်
နေပြီးတော့ရအောင်ပြောင်းလာတယ်အိမ်ငှားဘွားနဲ့ပဲနေရအဆောင်မှာပဲနေရကျမဒီတက်မတော်ရဲ့ရင်ခွင်မှာနေမှပဲလုံခြုံမယ်လို့ယုံကြည်ရတဲ့အတွက်ကျမရအောင်ပြောင်းလာတယ်ဒီမှာပဲကျမအသက်ရှင်ရက်တည်နေအောင်ကြိုးစားတယ်ပြီးတော့မိဘပြည်သူတို့လည်းအနီးမိဘပြည်သူတွေပေါ့နော်အညူကြီးကပဲငါတို့ကိုနှွေးထွေးမှုပေးနိုင်မယ်ဆိုရင်တော့တက်မတော်ရှိရဲ့နေရာမှာနေပြီးတော့တက်မတော်ထောက်ခံတဲ့သူတွေနဲ့ရံမီးပွားနေမှအတူတူအညူကြီးရှင်ခွင်စီကိုပဲပြေးသွားလိုက်တာပုံမကောင်းလားရှင်ကျမတို့တော့မှတက်မတော်ရဲ့အနီးနားမှာနေရဲသေးတာအနီးမိဘပြည်သူတွေကဘာကြောင့်များ PDF တွေအနီးနားမှာမနေရဲတာလဲရှင်ဒါလေးတော့သတင်းလေးကနေမေးခွန်းထုတ်လိုက်ချင်ပါတယ်ရှင်အဲ့တော့ကျမပြောင်းကျင်တဲ့သူတွေပြောင်းလို့ရအောင်မြို့နယ်38ခုရှိရဲဆိုတာကြွညာပေးတာပါကျမသတင်းလေးနားထောင်နေကြလို့ဆိုသိပါတယ်ကျမအဲ့လိုမျိုးမိဘပြည်သူတွေစိတ်ခွန်အားဖြစ်စေမဲ့အရာတွေပဲရွေးပြီးတော့တင်ဆက်ပေးတာအဲ့တော့စိတ်မိဘပြည်သူတွေအတွက်ဆိုလဲတက်မတော်အောင်မြင်မှုသတင်းတင်ဆက်ပေးတယ်အနီးမိဘပြည်သူတွေအတွက်ဆိုလဲ PDF တွေရဲ့စိုးမိုးနယ်မြေတွေကိုကျမတင်ဆက်ပေးရနော်ဒါကြောင့်စိတ်မိဘပြည်သူတွေကတက်မတော်ရှိရတဲ့နေရာမှာနေပါအနီးမိဘပြည်သူတွေက PDF ရှိရတဲ့နေရာမှာနေပါဒါဆိုရင်ကျမတို့ချင်းစုံစရာလည်းမရှိတော့သလိုမျိုးတန်းတယောက်ရန်ဖြစ်စရာအကြောင်းလည်းမရှိတော့ဒလန်လို့ဆွဆွဲစရာအကြောင်းလည်းမရှိတော့ဟုတ်တယ်မလားအဲ့လိုမျိုးလေးခွက်ချက်နေလိုက်ကြတယ်ဆိုရင်ဘလောက်အေးချမ်းမလဲရှင်ခဝိုင်းဘလောက်အေးချမ်းသွားမလဲမြန်မာနိုင်ငံဘလောက်အေးချမ်းသွားမလဲတခုတော့ရှိရပါတော့ PDF နဲ့တက်မတော်နဲ့ကဒါချနေကြတဲ့အချိန်ပဲဆိုတော့လေတိုက်ပွဲဖြစ်နေကြတဲ့အချိန်ပဲဆိုတော့ကိုယ့်ကို PDF စိုးမိုးနယ်မြေတွေရောက်သွားလို့တက်မတော်ကလာတိုက်လို့ဂျားညက်ပါသွားတယ်လို့မပြောတော့ဘူးပေါ့နော်အဲ့လိုပဲကျမတို့လည်းတက်မတော်စိုးမိုးတဲ့နေရာမှာနေတဲ့အချိန်မှာ PDF လာတိုက်တယ်ဆိုတော့ခံရမှာပဲလေဘာလို့ဆိုကိုရွေးချယ်တဲ့ဘက်လေကိုရွေးချယ်တဲ့ဘက်ကိုကိုယုံကြည်စွာလိုက်ရမှာပေါ့ရှင်ကိုသစ္စာရှိစွာနေရမှာပေါ့ဟုတ်တယ်မလားဒါလေးတော့တခါလေးစကားလက်ဆောင်လေးပေးလိုက်ချင်ပါတယ်PDF တွေစိုးမိုးနယ်မြေကိုသွားဖို့ကားမရှိဘူးဆိုတော့ကျမတို့အခမဲ့ကူညီပေးနေတယ်ဆိုတာလေးကိုလည်းထပ်လောင်းပြီးတော့ဝမ်းသာစီကအနေနဲ့ပြောလိုက်ပြရစီရှင်ကျမတို့အဲ့လောက်ထိကိုမိဘပြည်သူတို့ပေါ်မှာမေတ္တာတရားကြီးမားပါတယ်မိဘပြည်သူတို့ကရွေးချယ်ကြပါတော့အနီးမိဘပြည်သူတွေသွားဖို့အတွက်မြို့နယ်38ခုရှိတယ်ကျန်တဲ့မြို့နယ်တွေကတော့တက်မတော်စိုးမိုးထားဖြစ်တဲ့အတွက်အစိမ်းမိဘပြည်သူတွေနေထိုင်ကြပါရှင်ဒါလေးပဲသတင်းနှင်းချုပ်နေပြောချင်ပါတယ်ရှင်ကျမရွေ့ပြီးတက်ဆက်နေရမှာမဟုတ်ပါဘူးနော်မိဘပြည်သူတို့ဖြစ်စေခြင်းတဲ့အတိုင်းပဲကျမအတိအကျတင်ဆက်ပေးနေတာပါစိတ်ထဲမှာရွေ့နေရလို့ခံစားရတယ်ဆိုရင်လည်းမိဘပြည်သူတို့တွေးနေတဲ့အရာတွေမိဘပြည်သူတို့လိုချင်နေတဲ့အရာတွေကမှားနေရမို့လို့ကျမကိုရွေ့လို့ခံစားရတာရှင်ဒါကြီးကမဖြစ်နိုင်ဘူးဆိုတာသိရတာနဲ့ယုံကြည်မျှော်လင့်နေခဲ့ကြတာလေကျမဖြစ်နိုင်မှာလို့အတီးပြုတ်ပြီးပြောတဲ့ခါကျတော့မဖြစ်နိုင်ဘူးဆိုတာရှင်မှသိရမှာလားဒါကြောင့်ရွေ့တယ်လို့ထင်တာလေလူတွေရဲ့စိတ်ကအယမ်းဆန်းကျယ်တယ်ရှင်ကိုကျိုးစီးပွားမထိမချင်းအပေါင်အရင်တန်တန်နဲ့သူဲကောင်းစိတ်ဝင်တက်တာလူသားတွေရဲ့မယုတ်ဗီဇာအစ်စ်ပဲရှင်ဒါလေးကိုနားလည်မယ်ဆိုရင်တော့ဒီကပိုင်းမှာဘယ်သူမှသူရဲကောင်းမဟုတ်ဘူးဘယ်သူမှအဲ့လောက်ထိလေးစားနေကြမကောင်းဘူးဆိုတဲ့သဘောတရားကိုနားလည်လာပါလိမ့်မယ်ကိုယ်နိုင်ငံအကျိုးစီးပွားကိုကြည့်တက်လာပါလိမ့်မယ်လူပုဂ္ဂိုလ်တွေအဖွဲ့အစည်းတွေပေါ်ယုံကြည်မှုပြင်းထန်ခြင်းထက်မိမိကိုယ်ကိုယုံကြည်မှုထားပြီးတော့ငါနေရဲ့နေရာလေးအေးချမ်းအောင်ငါဘာလုပ်သင့်လဲဆိုတာကိုစပြီးတော့စဉ်းစားတက်လာပါလိမ့်မယ်ကျမပြောတဲ့အကြောင်းအရာလေးကိုအနီးမိဘပြည်တွေနားထောင်မိပါစေစဉ်းစားတွေးခေါ်နိုင်တဲ့အချိန်တွေရကြပါစေလို့ကျမကဆန္ဒပြုပါတယ်ရှင်မိဘပြည်သူများရှင်နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းလေးကတော့အမေရိကန်ရဲ့တန်ရုံပေါ့နော်တန်ရုံကအခက်ခဲဖြစ်နေရဲ့ရှင်သူဖြစ်တဲ့အခက်ခဲကဘတ်ဂျက်အခက်ခဲပါကျမလည်းအဲ့သတင်းလေးဖတ်ရတော့စဉ်းစားပြီးအော်လို့ငါတို့လိုမျိုးမီဒီယာတွေပဲဘတ်ဂျက်အခက်ခဲဖြစ်တာမဟုတ်ဘူးလို့သူတို့လိုမျိုးအင်မတန်အင်အားကြီးပါတယ်ဆိုတော့အမေရိကန်နိုင်ငံရဲ့တန်ရုံတော်မှာဘတ်ဂျက်အခက်ခဲဖြစ်သေးတာပဲလို့ငါတို့ဖြစ်တာရှက်စရာတော့မဟုတ်ပါဘူးလေဆိုတော့တွေးမိပါရဲ့ရှင်အမေရိကန်တန်ရုံဟာဆိုရင်ဘတ်ဂျက်ခက်ခဲဖြစ်ရတဲ့အကြောင်းရင်းလေးကိုသူ့ရဲ့လူမှုကွယ်မှာတင်ထားပါတယ်အဲ့ဒါလေးရေးသားထားတာကတော့ဘဏ္ဍာငွေရထားဖို့အတည်ပြုချက်မရသေးတဲ့ဂျားကာလမှာပုံမှန်လုပ်ငန်းဆောင်တာများအပြည့်အဝမဆောင်ရွက်နိုင်သေးတဲ့အတွက်ကြောင့်ဘေးရန်နေနဲ့လုံခြုံရေးဆိုင်ရာရေးပေါ်သတိပေးအချက်လက်များမှအပ Facebook အကောင့်မှာအကြောင်းအရာတင်များထပ်မံတင်မြင်မဟုတ်ပါအဲ့တော့မြန်မာနိုင်ငံရဲ့အမေရိကန်တန်ရုံဟာ Facebook ကိုအကောင့်ဖွင့်ထားတယ်သူဒါကိုတင်တဲ့ခါကျတော့ကျမတို့မြန်မာတွေရဲ့ထုံးစံတိုင်းမှာပဲရှင်အောက်မှာသွားပြီးတော့စိုးရင်ပူပန်နေကြပါတယ်အမေရိကန်တန်ရုံးရဲ့အောက်မှာမြန်မာတွေရဲ့စိုးရိမ်ပူပန်မှုကတော်တော်မြင့်တက်နေပါတယ်ရှင်ရေးသားထားတာကတော့အမေရိကန်အစိုးရရဲ့ဘတ်ဂျက်ပြတ်တောက်မှုပေါ်အထူးပင်စိုးရိမ်မိပါတယ်ဒါကြောင့်အမေရိကန်တန်ရုံးအနေနဲ့ KP နံပါတ်လေးရှိရဆိုရင်ချပေးပါဆိုပြီးရေးသားထားကြပါတယ်ရှင်နိုင်တော့လှူကြမယ်သဘောတော့ရှိပါတယ်ကျမတို့နိုင်ငံသားတွေကလည်းအလှူတန်းဆိုတော့တအားရက်ရောတာကိုယ့်အိတ်ထဲမှာသာမရှိမယ်ယုံကြည်ချက်အတွက်လှူရမယ်ဆိုတော့အရှိဆုံးကပါဝင်ကြတာပေါ့နော်ဒီတော့သူတို့စနောက်နေရလားတကယ်လားတော့မသိပါဘူးရှင်အမေရိကန်တန်ရုံး KP သွားတောင်းနေကြတယ်ရှင်အမေရိကန်တန်ရုံးကဒါကေပေးနံပါတ်ချပေးလိုက်တကယ်များလှူကြမလားမသိဘူးကျွန်တော်မြန်မာတွေကလည်းအခုတော့ရှိရပေါ့နော်အလှူတန်းရက်ရောတာဆိုတော့လေလှူကြမှာပြောလို့မရအောင်ရှင်ပြောရမယ်ဆိုရင်အမေရိကန်သမ္မတဒေါ်နယ်ထရန့်တက်လာပြီးခဲ့ကဘတ်ဂျက်ပြတ်တောက်မှုအခြေအနေလေးတွေအမေရိကန်မှာခဏဖြစ်ပါတယ်ဖြစ်ရတဲ့အကြောင်းရင်းကလည်းသူတို့အမေရိကန်နိုင်ငံရဲ့ပေါ့နော်ထွက်ပေါ်လာတဲ့သတင်းတွေကျွန်တော်တို့လေ့လာထားသမျှတွေနဲ့ခြုံငုံပြောပြရမယ်ဆိုရင်သူတို့အမေရိကန်နိုင်ငံကဘယ်လောက်ထိချမ်းသာတယ်ပြောသူတို့ရဲ့ထွက်ငွေပမာဏကလည်းများပြားနေရဲ့ရှင်နိုင်ငံတကာမှာအဖွဲ့အစည်းရဲ့အားလုံးကိုဝင်ထားပြီးတော့ဒီအဖွဲ့အစည်းတွေပေါ်အာဏာညောင်းစေဖို့အတွက်သူတို့ပတ်စံတွေအများကြီးသုံးထားတယ်ဖွဲ့စည်းတစ်ခုခုကိုသူတို့တစ်ခုစင်ပေါ့နော်ဘီလီယံနဲ့ချီပတ်စံတွေထောက်ပံ့ထားတဲ့အတွက်သူတို့အမေရိကန်ဟာဘလောက်ချမ်းသာကုန်ကျစရိတ်များနေတဲ့အတွက်သူတို့မှလည်းအခက်အခဲတွေဖြည်းဖြည်းရှိလာတယ်ဒါကိုဒေါ်နယ်ထရန့်ကမြင်တယ်ပေါ့နော်သူကစီးပွားရေးသမားလည်းဖြစ်တယ်ဆိုတော့အရာအလုံးစီးပွားအတွက်တွက်တာပေါ့
အဲ့တော့မလို့အလားအပ်ပဲကုန်တဲ့ကုန်ကြစိတ်တွေအားလုံးသူရှော့ချတယ်သူ့နိုင်ငံထဲမှာဝင်လာပြီးတော့သူ့နိုင်ငံရဲ့ဘန်နာတွေကိုအလကားစားသုံးနေရလို့သူခံစားရတဲ့သူတွေအမျိုးအစားတွေသူရှော့ချတယ်အဲ့ခါမှာသူ့နိုင်ငံထဲမှာဝင်လာတဲ့တရားမဝင်ခိုးဝင်နေထိုင်တဲ့သူတွေအကုန်လုံးပြန်ပို့တယ်ဒုက္ခတဲ့အမိခံမိနေတဲ့သူတွေပြန်ပို့တယ်လောက်တာရှိရဲ့နိုင်ငံသူတို့နိုင်ငံတွေကိုလာပြီးတော့သူတို့နိုင်ငံအကျိုးစီးပွားအတွက်မဟုတ်ဘဲနဲ့သူတို့နိုင်ငံစီကပြန်စားမဲ့သူတွေပေါ့နော်ဒါနားလည်အောင်ပြောရမယ်ဆိုတော့အမေရိကန်နိုင်ငံထဲကိုဝင်ဖို့အတွက်ကိုတထေးတွေပဲသူလက်ခံတော့တယ်အမေရိကန်နိုင်ငံကိုပတ်စံပေးမယ်ခွန်ဆောင်မယ်ဆိုတထေးပဲလက်ခံတယ်စင်ရဲသားသူလက်မခံတော့အိမ်တလုံးလို့ဆိုရင်တော့ကိုယ့်အိမ်မှာလာကထမင်းတက်စားမဲ့သူတွေကိုမောင်းထုတ်လိုက်ပြီးတော့ကိုယ့်အိမ်ကိုအကျိုးစီးပွားဖြစ်အောင်ပတ်စံရှာမဲ့သူတွေကိုပဲလက်ခံလိုက်တာအဲ့လိုပုံစံသူပြုရင်ပြောင်းလဲနေတာပေါ့နော်ဒီတော့လည်းခက်ခဲအများကြီးရှိရဲ့ပြီးတော့အမေရိကန်နိုင်ငံကနေပြီးတော့ဒီလိုလူမှုကူညီရေးအသင်းတွေကိုပေးထားတဲ့ပတ်စံတွေရာဆိုရင်မြေပြင်မှာရောက်ရှိမှုက10%ပဲရှိပြီးတော့သူတို့ပေးထားတဲ့ပတ်စံမတန်တရာဖြစ်နေတာပေါ့နော်ဥပမာပေါ့ကျမတို့မြန်မာနိုင်ငံအတွက်ဒုက္ခသည်တွေကိုပေးဖို့ပတ်စံဆိုပြီးတော့ဒေါ်လာဘလောက်ပေးလိုက်တယ်ဆိုရင်အဲ့ဒီဒေါ်လာရဲ့10%ကသာမြန်မာနိုင်ငံမှာတကယ်ဒုက္ခရောက်နေတဲ့သူတွေလက်ထဲရောက်တယ်ကျန်တဲ့90%ကကြတော့ဒီဒုက္ခရောက်နေတဲ့သူတွေကိုကူညီကယ်ဆယ်တဲ့သူတွေရဲ့အသုံးစိတ်ဖြစ်သွားတယ်အဲ့ဒီလူတွေကဟိုတယ်ကားတွေဖြစ်တယ်မီဒီယာသမားတွေဆိုကင်မရာဝယ်ကားတွေဖြစ်တယ်စသဖြင့်ပေါ့နော်ဒီတော့သူတို့တွေဟာဆိုရင်တကယ်ဒုက္ခရောက်နေတဲ့သူကိုရှာဖွေကျွေးနေရတာမဟုတ်ဘဲနဲ့ဒုက္ခရောက်တဲ့သူကိုကယ်တင်ပါမယ်ဆိုပြီးတော့ NGO INGO ဆိုပြီးတော့လှုပ်ထားကြတဲ့အဖွဲ့အစည်းတွေကိုထမင်းရှာကျွေးနေရသလိုဖြစ်နေတဲ့အခါမှာဒေါ်နယ်ထရန့်ဆိုတဲ့အခါကျတော့စီးပွားရေးသမားဖြစ်တဲ့အတွက်သူဒါအောင်လို့မရှိတော့ဘူးဒါကြောင့်ပြင်ပြောင်းလဲမှုလုပ်တယ်ပြောရမယ်ဆိုသူတို့နိုင်ငံမှာလည်းကိုယ့်နိုင်ငံရဲ့ budget အခြေအနေမကြည့်ဘဲနဲ့ကိုယ့်အိတ်ထဲကိုအတင်းသွတ်ထည့်နေတဲ့လူလေတွေရှိရဲ့ဒါတွေနဲ့သူရင်ဆိုင်ရတယ်ပေါ့နော်အဲ့လိုအခြေအနေကိုသူကရင်ဆိုင်နေရတဲ့အတွက်သူတို့နိုင်ငံမှာလည်း budget ပြတ်တောက်တာတွေ budget တည်ပြုမှုမရတာတွေစသဖြင့်ပေါ့နော်အဲ့လိုဇလန်းတွေဖြစ်ပေါ်လာတာဖြစ်ပါတယ်တကယ်တော့အမေရိကန်နိုင်ငံကအရင်ရှုံးတဲ့နိုင်ငံဖြစ်နေရဲ့မြန်မာနိုင်ငံနဲ့ပတ်သက်လို့ရှင်လေအခြားနိုင်ငံကသူပေးရပတ်စံတွေတော့ဘယ်လိုသွားလဲကျွန်မပြောတော့ဆိုရင်မြန်မာနိုင်ငံကိုပေးရပတ်စံအားလုံးအရင်ရှုံးနေပြီကျွန်မမြန်မာနိုင်ငံကိုသူဟိုးရင်ကဒီမိုကရေစီလှုပ်ရှားပါမယ်ဆိုတဲ့သူတွေစီကိုဒေါ်လာတန်းရာနဲ့ချီထောက်ပံ့တယ်တန်း100တန်း300တန်း200စသဖြင့်ထောက်ပံ့တဲ့ငွေတွေအားလုံးဟာမြန်မာနိုင်ငံထဲကိုရောက်လာတယ်မြန်မာနိုင်ငံမှာဒီမိုကရေစီအရေးလှုပ်ရှားပါမယ်ဆိုတဲ့သူတွေလက်ထဲကိုတော့ရောက်တယ်ဒါပေမဲ့မြန်မာနိုင်ငံရဲ့ဒီမိုကရေစီဟာသူလိုချင်တဲ့ပုံစံတိုင်းဘယ်တော့မှဖြစ်မလာခဲ့ဘူးရှင်အဲ့ဒါအရင်ရှုံတာပဲလေစီးပွားရေးအတွက်မယ်ဆိုရင်မြန်မာနိုင်ငံအတွက်ပတ်စံတစ်လောက်သုံးလိုက်တယ်မြန်မာနိုင်ငံကိုသူလိုချင်တဲ့ပုံစံသွင်းလို့မရအောင်ဆိုမှတော့သူအရင်ရှုံတာပေါ့ရှင်အဲ့တော့သူရှုံသွားတဲ့အရင်ကသူတက်တဲ့ရောက်သွားလဲဆိုရင်မြန်မာနိုင်ငံဘန်းပြပြီးခွက်ခောက်တဲ့သူတွေလည်းရောက်သွားတယ်မြန်မာနိုင်ငံမှာဒီမိုကရေစီလှုပ်ရှားပါမယ်ဆိုပြီးတော့အာဘောင်အရင်တန်တန်ပြောဆိုတဲ့နိုင်ငံရေးသမားတွေလည်းထဲရောက်သွားတယ်မြန်မာနိုင်ငံမှာစစ်တိုက်မယ်ဆိုပြီး BJP တွေကိုခေါ်ပြီးတော့စစ်တမ်းတန်းပေးရဲလက်နက်ကင်နေတဲ့ထဲရောက်သွားတယ်နေဆက်မှာရှိတဲ့ဒုက္ခသည်ဘန်းပြပြီးတော့ပတ်စံကောက်နေကြတဲ့တိုင်းသားလက်နက်ကိုင်အချို့လက်ထဲရောက်သွားရဲဆိုတဲ့ခါကျတော့မြန်မာနိုင်ငံဒုံရင်ပဲဒါတော့မှအမှတ်မရှိသေးပဲနဲ့လွန်ခဲ့တဲ့ကာလဒေါ်လာတန်း100ကျော်ချပေးလိုက်သေးရလို့ကြားရဲရှင်ဒါတော့သူလည်းပေါ်လို့လောက်တာလေကျမတော့ကိုမြန်မာချင်းချင်းဆိုတော့သိရဲရှင်အမေရိကန်ကကျမတို့မြန်မာနိုင်ငံကိုဒီမိုကရေစီပြုပြင်ပြောင်းလဲမယ်သူတို့ဖြစ်ချင်တဲ့ဒီမိုကရေစီတိုင်းဖြစ်ဖို့အတွက်တန်း300မပြောနဲ့တန်း1000လည်းမရအောင်ရှင်ဘာလို့ကျမတို့မြန်မာတွေကြောင့်ကျမအသိဆုံးတန်း1000လို့ရှင်တေးကြတယ်တန်း900အဲ့ဒီလူတွေအိတ်ကပ်ပဲရောက်သွားမှာကျန်းနဲ့မစို့မပို့တန်း100လေးနဲ့ပဲလဲပတ်ပြီးတော့အသားတော့ဝိုင်းပြီးတော့ခုတ်ထစ်သလိုမျိုးပေါင်ရင်းလေးခုတ်လိုက်ဗိုက်သားလေးခုတ်လိုက်နဲ့နောက်ဆုံးအယိုးအရင်ရပဲတကယ်လောက်တဲ့လူတွေလက်ထဲရောက်မှာဖြစ်တဲ့အတွက်မြန်မာနိုင်ငံဒီအမေရိကန်လိုကျန်းတဲ့ပုံစံဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူးရှင်ကျမတို့မြန်မာတွေရဲ့ဗီဇကိုသူကအထင်သေးလို့လေကျမတို့မြန်မာတွေတချို့ရဲ့ဗီဇကအရန်အတကြီးရဲ့ရှင်နိုင်ငံအတွက်လည်းမကြည့်ဘူးလူမျိုးအတွက်လည်းမကြည့်ဘူးသူတို့တကိုးစားဖိုက်ဝါဖို့ပဲကြည်တာအဲ့လိုလူတွေကဒီမိုကရေစီလှုပ်ရှားတယ်ဆိုရယ်ရေးစည်းကြောင်းတွေမှာအများကြီးပဲအဲ့တော့ဒီလိုလူတွေကိုပတ်စံပေးတယ်ဆိုမှတော့အမေရိကန်လောက်ညက်တဲ့နိုင်ငံမရှိတော့ဘူးရှင်ကျမတို့အဲ့လိုပဲပြောချင်တယ်ပေါ့နော်ကျမတို့အမေရိကန်နိုင်ငံဆိုရင်မြန်မာနိုင်ငံကိုဒီမိုကရေစီရေးအတွက်ဆိုပြီးပတ်စံတွေကောက်ခမ်းမနေတော့မြန်မာနိုင်ငံကိုဘာမှလုပ်လို့ရမှာဘူးပတ်စံဘယ်လောက်တုံလုပ်လို့မရဘူးမြန်မာနိုင်ငံမှာအားတော့နာရရှင်ပြောရမှာအားတော့နာတယ်အဲ့လိုမျိုးအိတ်ကတဲ့ထဲလူရများတာအိတ်ကတဲ့ထဲပြစ်တာအကုန်လုံးဆိုတဲ့ခါကျတော့ तू ဘယ်လောက်ပေးတယ်မှမလို့လဲ तू ကြိုက်တဲ့လောက်ပေးဒီမှာအိတ်ကဘယ်တော့မှပြေရိုးထုံးစံမရှိဘူးကျမတို့ငငယ်ကြည့်ခဲ့တဲ့တရုတ်ကားတွေကကြိကုံရသိရဲ့အရက်အိုးလိုပဲဘယ်တော့မှဖြစ်ရိုးထုံးစံမရှိဘူးပြည့်ရိုးထုံးစံမရှိဘူးပေါ့နော်အဲ့တော့ဒီမှာနိုင်ငံလူရဲ့အိတ်ကတာဖောင်းသွားမယ်အမေရိကန်ကတော့ကျမတို့နိုင်ငံကိုစိုးမိုးချုပ်ကိုင်ဖို့အတွက်ဘယ်တော့မှလှုပ်ဆောင်နိုင်မှာမဟုတ်ဘူးတော့အမေရိကန်နေနဲ့စဉ်းစားပေါ့နော်မြန်မာနိုင်ငံကိုတကယ်ကိုမိတ်ဆွေလိုသဘောထားခြင်းနဲ့မြန်မာနိုင်ငံနဲ့လက်တွဲခြင်းနဲ့ဆိုတော့တရားဝင်အစိုးရနဲ့ပဲပတ်သက်ပါရှင်တရားဝင်အစိုးရဆိုတော့မှလူချင်းမင်းတို့ပြန်လဲပြီးတော့ဂုဏ်သိက္ခာရှိနိုင်ငံချင်းထားရှိရမယ် respect တွေနိုင်ငံချင်းထားရှိရမယ်ဂတိကဝတ်တွေကိုအစိုးရအောင်တည်အောင်မယ်ရှင်အစိုးရအောင်ပုံကန်နေတဲ့သူတွေကအိတ်ဖောင်းမှုပဲလုပ်ကြတာလူချင်းမင်းတို့ပတ်စံဘလောက်ပေးလူချင်းမင်းတို့ဖြစ်ချင်တဲ့ကြားလဲမြန်မာပြည်မှာဘယ်တော့မှမဖြစ်ဘူးကျမပြောတဲ့စကားလေးကိုမှတ်ထားပေးပါရှင်ကျမတို့မြန်မာလူမျိုးတွေကိုလောလောကူထိန်းချုပ်လို့ရမယ်ဆိုရင်ကမ္ဘာကြီးကပြောင်းလဲသွားတာကြားလှပြီလေအမေရိကန်နဲ့တရုတ်ရဲ့အခြေအနေကပြောင်းလဲသွားတာကြားလှပြီလေဒါလေးပဲပြောချင်ပါတယ်ရှင်
ကျမအနေနဲ့အမေရိကန်နိုင်ငံရဲ့ budget ပြတ်တောက်မှုကနေပြီးတော့သူတို့နိုင်ငံကနေကျမတို့နိုင်ငံကိုစိုးမိုးချေလဲခြင်းတဲ့ဟာလေးတွေကိုကျမမြင်သာထင်သာရှိအောင်ပြောပြတာဖြစ်ပါတယ်။ကျမခုပြောပြတဲ့ဇာတ်ကြောင်းကြီးကိုနားလည်တဲ့သူတွေဆိုကောင်းကောင်းသိပါတယ်ရှင်။အမေရိကန်အရင်ရှုံနေပြီဆိုတော့အမေရိကန်လည်းသိပါတယ်။ဒါကိုတကယ်နားလည်ပြီးတော့ပြုပြင်နိုင်မယ့်နေရှောင်းမှာပဲသူတို့လည်းပတ်စံကုန်တတ်တာမှာပါ။အဲ့လိုမှမဟုတ်ရင်တော့ကျမတို့နိုင်ငံအတွက်ထာဝရပတ်စံကုန်နေမှာဖြစ်ပါတယ်။ကုန်တော့လည်းဘယ်တော့မှအကျိုးမြတ်မရရှိဘဲနဲ့ရှိနေအောင်မှာဖြစ်ပါတယ်ဆိုတာလေးကိုကျမသတင်းသုံးသပ်ချက်လေးကနေတက်ဆက်လိုက်ပြရစီတော့ရှင်ကျမသတင်းသုံးသပ်ချက်လေးကိုဒီနေ့မှဒီလောက်နေပဲရန်နာပြရစီရှင်ကျမသတင်းလေးတွေကိုနေ့စဉ်နေ့တိုင်းပဲကြည့်ရှုအားပေးတဲ့မိဘပြည်သူများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေကောင်းသောလူဝင်ဆန္ဒများပြေဝကြပါစေလူချင်းချင်းလှက်ပတ်ခြင်းကင်းရှင်းကြပါစေအထင်သေးခြင်းအချင်းချင်းကင်းရှင်းကြပါစေဆင်းရဲလူချင်းအချင်းချင်းကင်းရှင်းကြပါစေလို့ကျမခန့်နေစုကဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ရှင်